Hello，အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လေးကကျွန်တော်ပလဲလေးပြပေးမယ်နော်။ဒါလေးပလဲလေးကကျွန်တော်မွေးပလဲလေးပါရှင်။အရန်လာရနော်။ဒါလေးကကျွန်တော်ယူရီးယားထည့်လေးနဲ့လောက်ထားပါနော်။ဒါလေးဆိုလို့ရှိရင်ကိုယ်တိုင်ဒီတိုင်းဝတ်လိုက်လို့ရှိရင်ရန်ဝတ်လိုက်ရုံပဲပေါ့နော်။ဝယ်ပြီးလို့ရှိရင်လည်းဒါလေးရန်လာနော်။ဒါလေးကဆွဲကြိုးလေးပါရှင်။ဒါလေးရန်လာနော်ကြည့်ပါဦး။ဒါလေးဆိုလို့ရှိရင်ပလဲလေးကကျွန်တော်စစ်လေးမွေးပလဲလေးပါရှင်။ပလဲလေးလေးလာပါတယ်ရှင်။ဒါလေးဆိုလို့ရှိရင်ဒါလေးကျွန်တော်စီလေးကကျွန်တော်9000လေးပါပဲပေါ့နော်။ဒါလေးစီလေးက9000လေးပါရမ်းလာရနော်ဒါလေးဆိုလို့ရှိရင်ဒါလေးကျွန်တော်တို့မျိုးအယောင်ကျွတ်မှလည်းမကြောက်ရဘူးเนาะဒါလေးဆိုလို့ရှိရင်ရေဆိုချွေးဆိုခံပါလေရှင်ရမ်းလာပါလေရှင်ထိုင်လို့ရှိရင်စီမာလာခဲ့ပေးပါ Hello 小薇来了给你们看一下这个眼痣珍珠这是眼痣珍珠哦很好看的眼痣珍珠你们看一下这个是镶嵌好的眼痣珍珠哦镶嵌好的眼痣珍珠它不是那种不是人工制造的哦镶嵌好的眼痣珍珠很好看的哦你们看一下我们这有3个这也有镶嵌好的都是可以出证书的哦眼痣珍珠很好看的然后它的价格是很便宜的那个样子哦它这个才200人民币才200人民币哦很便宜的它这个是好看也是好看如果买回去的话直接戴就好了很好看的一个料子也是很便宜的哦如果喜欢的话可以来找小薇的谢谢大家